online မှာဟောကြားအပ်သောမြတ်ဗုဒ္ဓဒေသနာတရားမှာဥပိ္ပခာ7ပါးအကြောင်းတရားဒေသနာတော်ထို့သောသုတ္တန်နေ့မှာမြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်တွေထဲမှာဥပိ္ပခာဆိုတဲ့စကားလုံးနဲ့သုံးဆွဲပြီးတော့ဖော်ပြတယ်ဥပိ္ပခာအမျိုးပေါင်း10မျိုးရှိတယ်ဆိုတာမှတ်သားကြည့်ဖို့လိုအပ်တယ်များသောအားဖြင့်ဥပိ္ပခာဆိုလို့ရှိရင်ဝေဒနာဆိုတဲ့ဥပိ္ပခာကိုလည်းသိကြတယ်ဝေဒနာကိုပဲသိတာများကြတယ်ပေါ့နော်ဒီမှာတော့ဥပိ္ပခာ10မျိုးထိအောင်ခွဲခြားပြီးတော့အထသလိနိထက်ကမှာရှင်းပြထားတာရှိတယ်အဲ့ဒီအနေတစ်ခုချင်းတစ်ခုချင်းကိုမှတ်သားကြရအောင်အလုံးနဲ့ချုပ်မိတဲ့ဥပိ္ပခာဆိုတဲ့အဓိပ္ပာယ်ကတော့ဥပိ္ပခာဆိုတဲ့စကားလုံးလေးကိုကြည့်လိုက်ဥပအိခာဒီစကားလုံးနှစ်ခုကိုပေါင်းစပ်တာဥပဆိုတာတစ်ခုအိခာကတစ်ခုအိခာဆိုတာကြည့်ရှုခြင်းလို့အဓိပ္ပာယ်ရတယ်ဥပအိခာဥပိ္ပခာဥပဆိုတာတဲ့လျောက်ပတ်သောအဖြစ်အိခာရှုကြည့်ခြင်းရှုမြင်ခြင်းတော့ဥပိ္ပခာရဲ့သဘောတရားကမြတ်မြတ်တာတာကြည့်တယ်မြင်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒါပေမဲ့ပညာကိုပြောတာမဟုတ်ဘူးဒီနေရာမှာနော်ဥပိ္ပခာဆိုတာဟာမြတ်မြတ်တာတာမြင်တတ်တယ်မြတ်မြတ်တာတာကြည့်တတ်တယ်ဆိုဒီနေရာမှာကြည့်တယ်မြင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပညာနဲ့မဆိုင်ဘူးဒီနေရာမှာမျက်စိနဲ့လည်းမဆိုင်ဘူးဥပပတ္တိတောဧကတိတိဥပိ္ပခာဥပပတ္တိတောသင်္နေရောလျောက်ပတ်သောအဖြစ်ဧကတိရှုမြင်တတ်၏ရှုမြင်တတ်လို့ဥပိ္ပခာလို့ခေါ်တာလျောက်ပတ်စွာရှုမြင်တတ်တယ်အဲ့ဒါကိုထပ်ဖွင့်တဲ့အခါသမံပတ္တိမြတ်မြတ်တာမြင်နေအပက္ခပဋိတာဟုတ်တော်ဘယ်ဘက်မှမလိုက်ဖဲနဲ့တိတိမမတ်ပတ္တိရှုမြင်တတ်တယ်ဥပိ္ပခာကိုဒါရေပုံရအပြင်ဒီအဓိပ္ပာယ်ကိုပြောလိုက်တာခံစားတဲ့နေရာကြတော့အိခာဆိုတာကိုခံစားရဲဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်မြတ်တာတာခံစားရတယ်ချမ်းသာခံစားရလို့တစ်ဖက်သက်လည်းမဟုတ်ဘူးဆင်းရဲခံစားရလို့တစ်ဖက်သက်လည်းမဟုတ်ဘူးဆင်းရဲချမ်းသာတစ်မျိုးလုံးကိုမြတ်တာစွာခံစားရတယ်ဆိုတဲ့အဓိပ္ပာယ်နောက်ဝိရိယကျိုးပန်းအထုမှုနဲ့ပတ်သက်ပြီးတော့လည်းပဲဥပိ္ပခာဆိုတာပြောတာရှိတယ်အဲ့ဒီဝိရိယနဲ့ပတ်သက်တဲ့ဥပိ္ပခာကြတော့အလုံးအကျွန်းအထုတ်တာလည်းမဟုတ်ဘူးရောရဲလှုပ်တာလည်းမဟုတ်ဘူးတင်းလုံးလင်ပြတ်ရောလုံးလင်ပတ်ဆိုတာပေါ့ဘယ်လေရောမတင်းဆောင်းယူညင်းလို့ညင်းတယ်လို့ဆိုကြိုးစားအထုတ်တဲ့အခါမှာတင်းလည်းမတင်းလို့ရဘူးပြင်းလည်းမပြင်းလို့ရဘူးရောလည်းမရောလို့ရဘူးမြတ်မြတ်တာတာကျုပ်အထုတ်တယ်အဲ့ဒီတည်းပဲဥပိ္ပခာရဲ့တည်းပဲအဲ့ဒီပုံစံနဲ့သွားတာဥပအိခာအဲ့နဲ့လေးပဲပြောင်းသွားတယ်မှန်တော့ပဲကိစ္စပဲဖြစ်ဖြစ်မြတ်တာညီညွတ်စွာမြတ်မြတ်တာတာမြင်တတ်တယ်မြတ်မြတ်တာတာခံစားရတယ်မြတ်မြတ်တာတာကျုပ်အထုတ်တယ်ပညာဆိုလို့ရှိရင်လည်းရှုမြင်တဲ့အခါမှာ
အလွန်အကျွံကြီးလည်းမဟုတ်ဘူးရောရဲရဲလည်းမဟုတ်ဘူးမြတ်မြတ်တာရှုမြင်တတ်တယ်ဒီလိုဆိုလိုရပေါ့နော်အဲ့တော့ဥပေက္ခကိုဥပေက္ခရဲ့အဓိပ္ပာယ်လေးကခြုံငုံပြောမယ်ဆိုရင်ဥပဧက္ခတင်းလွန်တာလည်းမဟုတ်ဘူးရောလွန်တာလည်းမဟုတ်ဘူးအလဲအလတ်မှာတည်ရှိတဲ့သဘောလို့သူတို့ဆိုလိုတယ်ပေါ့မစ္ဆတကာရအလဲဘုံမှာပါလို့အခုခေတ်ပြောကြတာလို့မစ္စည်းမပฏิပဒါဆိုပါလို့အလဲမြတ်မြတ်တာပဲအစွန်းမရောက်ဘူးလို့ဆိုလိုတယ်နော်ဘယ်ကိစ္စမှမဆိုသူကမြတ်တာမှုကသိအရေးကြီးတယ်ပေါ့အစားစားလို့ရှိရင်လည်းအဝါကြီးတဲ့စားတာမဟုတ်ဘူးအယော့ကြီးတဲ့စားတာမဟုတ်ဘူးမြတ်မြတ်တာစားတယ်အိတ်တဲ့အခါမှာလည်းပဲအကြာကြီးလည်းအိတ်တာမဟုတ်ဘူးခဏလေးအိတ်တာလည်းမဟုတ်ဘူးမြတ်တာရောအိတ်တယ်ဘာလို့မြတ်မြတ်တာဆိုတဲ့အိတ်ပဲဩအလုံးကဥပေက္ခရဲ့သဘောကဒါကြောင့်မို့ဥပေက္ခကိုအိမ်လိုက်လို့ပြန်တဲ့အခါမှာဣကွာနိမိတိလို့ပြန်တယ်ငြိမ်သက်တယ်မြတ်တာတယ်ညီညွတ်တယ်အစွန်းမရောက်ဘူးဆိုတဲ့အဓိပ္ပာယ်ဣကွာနိမိတိအဲ့ဒါအသိအရေးကြီးတာပဲနော်စွန်းမရောက်ဖို့ရအမှန်တမ်းအရေးကြီးတယ်ဒါမို့ဥပေက္ခဆိုတဲ့စကားလုံးကိုသုံးပြီးတော့ပြောတာဒီတရားတော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဥပေက္ခလို့ခေါ်တဲ့တရားဟာ၄မျိုးရှိတယ်ဥပေက္ခကိုဥပေက္ခ10မျိုးလို့ပြောပေမဲ့လို့တကယ်တရားကိုလို့ခေါ်တာပေါ့တရားကိုကောက်လိုက်တဲ့အခါမှာ၄မျိုးတည်းပဲရှိတယ်စေရသိက်52ခုထဲမှာတတ္တရမစ္ဆတတာဆိုတဲ့စေရသိက်ရှိတယ်မစ္ဆတဆိုတာအားလုံးကညီလူညီမြဘယ်မှအဆုံးမရောက်ဘူးအားလုံးသောဘာဝတရားတွေဟာတမ္ပယုတ်တပစ္စယောလို့ဆိုတဲ့အတိုင်းပဲပေါင်းစပ်နေကြတာပေါင်းစည်းနေကြတာအဲဒီလိုပေါင်းစည်းပြီးဆောင်ရွက်တဲ့အခါမှာဘယ်ရာကမှလွန်သွားတာမရှိဘူးအလုံးမြတ်တာညညွတ်နေတယ်အဲ့ဒါဆိုလို့တယ်နော်ဥပမာပေးတဲ့အခါမှာမြင်းလဲနဲ့ဥပမာပေးတာလည်းရှိတယ်မြင်းထားနဲ့ဥပမာပေးတာပေါ့နော်မြင်း၄ကောင်ကားတဲ့ရှေ့ကယထာတွေရှိတယ်မြင်း2ကောင်တို့4ကောင်တို့မြင်းတွေဟာ2ကောင်ဖြစ်ဖြစ်4ကောင်ဖြစ်ဖြစ်လမ်းမှာအနှောက်အယှက်မရှိဘဲနဲ့လမ်းကျဲပေါ်မှာမြင်းလဲမြင်းထပေါင်းနေတဲ့အခါမှာမြင်းတွေရဲ့အတန်ဟာမြင်းတွေရဲ့ပြေးမှုဟာမြတ်တာနေတဲ့အလုံး၄ကောင်ဆိုရင်၄ကောင်သလုံးတက်ကြီးရဲ့ပြေးနေကြတယ်ဘယ်သူမှရှေ့မရောက်ဘူးအလုံးတညီတဲ့သွားနေကြတယ်မြင်းနဲ့မောင်းတဲ့ပုဂ္ဂိုလ်ဟာအေးစိထိုင်လိုက်အောင်မြင်းတွေကသူသွားနေကြတယ်နော်ပုံမှန်ခြေနဲ့သွားနေကြတယ်အဲ့လိုမျိုးဆိုhighway ပေါ်မှာကားမောင်းနေပဲကားမှမရှိဘူးဆိုရင်ကားမောင်းတဲ့လူကလည်းပဲသိပြီးအာရုံမဆိုင်ရဘူးလက်ကလေးစတီးရတယ်မောတင်ပြီးတော့အေးစိမောင်းသွားတဲ့ဟာမျိုးပေါ့လမ်းကျဲတယ်နောက်ရှိမရှိဘူးဆိုအေးစိမောင်းသွားတယ်အဲ့ဒါမျိုးလိုပဲမြတ်တာအားလုံးကတညီတည်းဖြစ်နေတာအဲ့လိုတညီတည်းဖြစ်နေတဲ့သဘောတရားကိုပဲဥပ္ပခါလို့ပြောတာအဲ့လိုတညီတည်းဖြစ်ရမယ့်အရာတွေကတတ္တရမစ္ဆတတာစေရသိက်ဆိုတာသူနဲ့ရှင်ပဲစိတ်စေရသိက်တွေကတညီတည်းဖြစ်နေကြတယ်ဥပမာမဲ့တတ္တာနဲ့ပညာညီနေတယ်ဝိရိယနဲ့သမာဓိညီနေကြတယ်ဘယ်အကမှဆုံးမရောက်ဘူးအလုံးက
အာယုံတစ်ခုတည်းပေါ်မှာတညီတဲ့ဆောင်ရွက်နေကြတယ်ဘယ်သူကညှိပေးတော့ဆိုအဲ့ဒီတတရမစ္ဆတတ္တာဆိုတဲ့